Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဆိုရင် Quick Pro အနေနဲ့ကြိုဆိုလိုက်ပါတယ်ဒါတော့ကျွန်တော်ရဲ့ Daily Pro လေးဖြစ်ပါတယ်ဆက်လက်ကြည့်ရှုပေးပါဦးခဏနေကြိုဆောင်သွားမှဖြစ်တဲ့အတွက်ခဏလေးသွားတိုက်ပါတယ်ဒါတော့ကြာပြချင်းညာလေးပါဒါတော့အိမ်မှာပေါင်းနေတဲ့ grade လေးပဲလေးပါပြီးတော့ရေးစာချိုးတယ်ပေါ့နော်ဒါလေးကတော့ဗလာကြွားခြင်းခံတာပေါ့နော်ထပ်ဆောင်ကြောင်ရဖြစ်ပါတယ်။မျက်နှာတစ်စင်းညလို့မရတော့ချိုးချင်ချိုးထားရတဲ့ကကြီးနဲ့ညပြီးတော့မှတော့ပြီးတော့ပါ။ဒီချိုးပြီးဆိုတော့ skin care အသုံးပြုရပါတော့။ကျွန်တော်ကတော့တိုနာကိုအမေတိုနာပဲတောင်းလိုက်ပါတယ်။ဒီ serum ကကြောက်လို့ရထုတ်ထားပါတော့။ moisturizer ကကြောက်တော့ဝီချွန်ရ moisturizer ပဲတောင်းလိုက်ပါတယ်။ sunscreen ကကြောက်ကျွန်တော်သုံးလို့ရဖြစ်တဲ့အတွက် free plus ပဲတောင်းလိုက်ပါတယ်။အားလုံးပြည်ပြီးဆိုတဲ့ခါကျမှမရှိမှ post ပေးတာပေါ့နော်ဒါကတင်နေတော့လာဖို့မဆိုင်ငယ်ရဲမချက်တော့စီရကောင်းပါတယ်တင်နေလေးတော့မရှိရပါဒါတော့တက်နေပါတယ်တပိုင်းနောက်ဆုံးတော့တင်နေရှိတဲ့အလောရောက်ပါပြီစာတင်ငယ်ညမှာဆရာမမြောက်သေးဘူးဆိုတော့ post ပေးပေါ့နော်ဒီနေ့တော့ဒီလောက်ပါပဲနောက်ပြီးမှဆက်ကြမယ်နော် bye bye